ဒုတိယမှာစတာကိုကြည့်ရှုရပါတယ်မင်းစီများအားလုံးပဲမင်္ဂလာနဲ့ခင်ပါဗျဒီနေ့မနေ့အဖွင့်နေ့23ရက်နေ့တနင်္လာနေ့မနေ့အတွက်ကိုကျွန်တော်ကပုံမှန်တိုင်းပဲကျွန်တော်တို့နက်ညက်ကီလေးကိုကျွန်တော်သုံးပါမယ်2 4ခွန်ကီရှိမယ်203တဲ့ကီလေးကတော့2ခွန်ချင်းလေးရှိပြီးတော့တနေ့တာလုံးကျွန်တော်3တဲ့ချင်းလေးကတော့6နှစ်ချင်းနဲ့ခွန်တစ်ချင်းရှိမယ်ပြီးတော့4ရက်တာကီဖြစ်တဲ့ကျွန်တော်6ကို1လေးရှိမယ်ဗျတောက်ကြနေ့ရဲ့တရက်တောင်းရနေတဲ့တရက်3ပြီးဆိုတော့3ရက်ကြံမယ်ဗျ6ကိုတစ်ကီရဲ့စိုက်ချကီတော့4 3 3လေးပဲဖြစ်ပါတယ်အဲ့ကောင်ကိုကျွန်တော်ခဏန်းထုတ်ထားတာလေးကတော့ကျွန်တော်တို့အဲ့မနက်ညကီ2 4ခွန်ကီကိုကျွန်တော်က4ရက်တာကီ6ခုတင်းနဲ့ကျွန်တော်တွဲထားတာရှိတယ်ပြီးရင်ကျွန်တော်စိုက်ကြကီကိုပါဝါချပြီးကျွန်တော်တွဲထားတာရှိတယ်ဗျဒီနေ့မနေ့ကတော့သူကအကီအနေနဲ့သူဝင်တယ်ဒါမှမဟုတ်ဒီနေ့မှာ break လဲဝင်နိုင်တယ်လို့ကီလဲဝင်နိုင်တော့ကြောင့်မို့လို့ကျွန်တော်ကကီလေးလေးပဲကျွန်တော်ထုတ်ပြပါမယ်ဗျကျွန်တော်ဒီနေ့နေကျွန်တော်ရဲ့ချင်းလေးတို့ကျွန်တော်ကြည့်ပြီးထုတ်ပြရတယ်ဒီကျွန်တော်ဒီတပုတ်တွဲလတလအတွက်ကိုကျွန်တော်သုံးမဲ့ချင်းလေးကတော့1နှစ်ချင်းနဲ့3 5ချင်းအရင်လကဆိုရင်ကျွန်တော်တို့6 4နဲ့5ခွန်ချင်းလိုမျိုးပဲဒီတဲကကျွန်တော်တို့တပတ်ကိုတစ်ချိန်လောက်တော့အနည်းဆုံးထွက်တာတွေ့တယ်အပတ်တိုင်းမှာရှိမယ်ပြောနှစ်လဒီတစ်လတာအတွင်းမှာเนาะမိတ်ဆွေတို့အရင်တစ်လမှာဆိုရင်ကျွန်တော်အရင်ဗီဒီယိုလေးမိတ်ဆွေတွေကြည့်နိုင်တယ်ဒီတစ်လမှာဆိုရင်ကျွန်တော်ဒီ1 2နဲ့3 5ကိုကျွန်တော်တို့1 3 1 5 2 3 2 5ကျွန်တော်တို့နောက်ပြီးတော့1 2 3 5အဲ့လိုခွေလဲထုံနိုင်တဲ့ကြောင့်မလို့ကျွန်တော်အားလုံးပေါင်း6ခွက်ရှိမယ်ဗျနော်ကျွန်တော်တို့ဒီထဲကဆိုရင်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒီအားလုံးပေါင်းကဘယ်နှခွက်ရှိမယ်ဆိုတော့တူတာတစ်ခွက်ထုတ်မယ်ဆိုရင်ကျွန်တော်တို့18ခွက်ရှိမှာနော်18ခွက်ရှိတယ်မှာကျွန်တော်က9ခွက်အနေနဲ့ကျွန်တော်ရွေးထုတ်ပေးပါမယ်ဗျကျွန်တော်တို့ဒီ6 4တစ်ခွက်ရယ်9ခွန်တစ်ခွက်ရယ်1ခွန်တစ်ခွက်ရယ်4 8ရယ်3 8ရယ်ဗျမိတ်ဆွေတွေနဲ့ကြိုက်တဲ့ဒီအရင်ဘက်ကပျောက်ကန်းဖြစ်တဲ့ကျွန်တော်တို့တစ်တလုံးရှိမယ်နော်တစ်တလုံးကိုမိတ်ဆွေတို့ကြိုက်တယ်ဆိုရင်1 2 1 4 1ခွန်ကျွန်တော်1 3 1 5နဲ့လည်းထိုးလို့ရတယ်ဗျဒါတော့မိတ်ဆွေတို့ကြိုက်တာယူထိုးနိုင်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော် break နေနဲ့ဒီကောင်ကလာခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီ key လေးနဲ့ပဲတွဲပါဗျမိတ်ဆွေတို့ထိုးချင်တယ်ဆိုရင်ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်ရဲ့key လေးကိုကြိုက်တယ်ဆိုရင်လည်းတခြားမိတ်ဆွေတို့ကြိုက်တဲ့တစ်လုံးနဲ့တွဲရင်လည်းတွဲနိုင်တယ်ဗျ6ကို1 key လေးရလေဒါမနက်မဝင်ညနေတော့ဝင်ပေးတယ်ဗျတပတ်တာမှာဆိုအရင်ပတ်မှာဆိုမိတ်ဆွေတို့ကြည့်နိုင်ပါတယ်အဲဒီသူဝင်ခဲ့ပုံနဲ့4ပဲစရိုက်ကို6 9 4က4ဝက်ပေးနေ9တလုံးပေးတယ်6တလုံးပေးပြီးတော့ပျောက်သွားတာပဲเนาะမိတ်ဆွေတို့ဒီမှာကြည့်နိုင်ပါတယ်6 9 4အရင်4ရက်တာလုံးကဆို6 9 4 4ပေးတယ်4 4 9တလုံးပေးပြီးတော့အဲ့မှာဒီမှာ2ရက်9 4ပါတစ်ခါတည်းပေးလိုက်တယ်အရင်ပတ်ဆိုရင်ကျွန်တော်တို့သူ့ရဲ့6 6 4အခွေကနှစ်ခါထွက်တယ်เนาะ6 4နဲ့9 4နှစ်ခါထွက်တယ်ဒီတစ်ပတ်မှာများနားဝါမှာဒါမှမဟုတ်ရင်လည်းဆက်ပေးမှလား6 9 1ကီလေးကတော့မိတ်ဆွေတို့ကြိုက်တယ်ဆိုရင်အိုက်ကီလေးကိုကာပြီးတော့ကိုကြိုက်တဲ့တစ်လုံးနဲ့လည်းယူထိုးနိုင်တယ်ဗျကျွန်တော်ပေးမဲ့ဒီနေ့အောက်ကလေးတော့6 4 9ခွန်1ခွန်4 8 3 8ဒါကတော့ကျွန်တော်ကြိုက်တဲ့ကီလေးကိုကျွန်တော်တွဲပြီးထုတ်ပေးထားပါတယ်မိတ်ဆွေတို့ဒီထဲမကြိုက်ဘူးဆိုရင်လည်းမိတ်ဆွေဒီထဲနဲ့လည်းယူထိုးနိုင်ပါတယ်အကြိုက်တူမှာပဲယူထိုးပါဗျအကွက်လေးတွေကလေကျွန်တော်ရဲ့မွေးပရိတ်လည်းရှိမယ်နော်မိတ်ဆွေတို့အောက်ကွက်အနေနဲ့ကျွန်တော်က6 4 9ခွန်ကျွန်တော်တို့1ခွန်4 8 3 8ပဲဖြစ်ပါတယ်အားလုံးမိတ်ဆွေတို့ကျွန်တော်တို့ဒီအဖွင့်နေနေမနေ့တော့ကိုကျွန်တော်ဒီ9ကွက်ပဲရေးပေးပါမယ်။ဒီနေ့အရန်ကွက်ကတော့အဲ့ဒီထဲကပဲမိတ်ဆွေတို့ကြိုက်တယ်လေးပဲယူထိုးပါဗျ။ဒါမှမဟုတ်ရင်ကိုကြိုက်တဲ့ကီလုံးနဲ့တွဲထိုးနိုင်ပါတယ်။စိတ်ကြိုက်ယူထိုးနိုင်ပါတယ်ဗျ။အားလုံးပဲကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးပဲကျေးဇူးထူးတင်ပါတယ်ဗျ။ကောင်းတော့အဖွင့်နေလေးဖြစ်ပါစေ။